တောက်ကြသားသမီးများအားလုံးမင်္ဂလာပါခင်ဗျာတောက်ကြသားသမီးများအတွက်24ရက်5လ2025မှာ30ရက်5လ2025အထိတပတ်တာကံကြမ္မာကိုကျွန်တော်ကလီနိုမာကတ်ကလေးကြည့်ပြီးတော့ပြပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ငွေကြေးအခြေရေးအိမ်တော်ရေးကျန်းမာရေးကိုကျွန်တော်ကတ်ကလေးတွေဆွဲထားပြီးဖြစ်ပါတယ်အဲ့တော့ကြည့်နေတဲ့သူတွေထဲမှာတောက်ကြသားသမီးတွေပါဆိုလို့ရှိရင်ကျွန်တော်အကောင့်လေးကို follow လုပ်သွားဖို့မမေ့ပါနဲ့ခင်ဗျာအဲ့တော့တောက်ကြသားသမီးများအတွက်ငွေကြေးကံကနေစပြီးတော့ကြည့်မယ်ငွေကြေးနဲ့ပတ်သက်ပြီးတောက်ကြသားသမီးများဒီဘက်တာကာလမှာကိုကူညီဖေးမမဲ့သူတွေရှိတယ်ငွေကြေးနဲ့ပတ်သက်ပြီးကူညီတောင်းရင်လည်းအဆင်ပြေနိုင်တယ်ကိုကငွေကြေးနဲ့ပတ်သက်ပြီးတော့လုပ်ငန်းကိုင်ငန်းတွေစတင်ထူထောင်မယ်ဆိုလို့ရှိရင်လည်းကိုကူညီပေးမဲ့သူလက်ကမ်းပေးမဲ့သူတွေရှိနေတယ်ကြိုးစိုးနေတဲ့သူတွေရှိနေတယ်ဆိုတာကိုမြင်ရတယ်ပေါ့နော်အဲ့တော့ငွေကြေးကံတွေကဒီဘက်တာကာလမှာကောင်းနေတယ်လို့ပြောလို့ရတယ်အဲ့တော့ငွေကြေးကံပို့ပြီးကောင်းဖို့အဆင်ပြေဖို့အတွက်ကိုယ့်ရဲ့မွေးနံတောင်းမှာစွန်းတပွဲကပ်ပြီးတော့ဆူတောင်းလို့ရပါတယ်ခင်ဗျာပြီးတော့အခြေပေါ့နော်အခြေနဲ့ပတ်သက်ပြီးတော့လေဒီဘက်တာကာလမှာအခြေကတောက်ကြသားကြီးများအနေနဲ့ညနာပွင့်လန်းတာကိုချစ်သူခင်သူပေါ်များတာချစ်သူနဲ့အဆင်ပြေတာပြီးတော့ကိုကမျက်နှာပွင့်လို့တော့နည်းနည်းငယ်တတိထားမဲ့အဲမှာပါတယ်ပေါ့နော်အဲ့တော့အခြေကတော့ကံကောင်းနေတယ်ဒီထက်ပိုပြီးအခြေကံကောင်းအဆင်ပြေဖို့အတွက်ညနေ4နာရီမှာအိမ်ကဖះမှာဖះပန်းကပ်ပြီးတော့မျက်နှာပွင့်လူချစ်ခင်အောင်ပို့ပြီးတော့ဆူတောင်းလို့ရပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ပြောချင်ပါတယ်အိမ်တော်ကြီးကံလေးကပို့ပြီးတော့ညံ့နေတယ်ထဲမှာပါတယ်တောက်ကြသားသမီးများကအိမ်တော်တဲ့တောက်ကြသားသမီးများအနေနဲ့ဒီဘက်တာကာလမှာမျိုးသားတဦးကြောင့်စိတ်ညစ်စရာစိတ်ပင်ပန်းစရာစိတ်ပူစရာလေးတွေပေါ်လာတတ်တယ်အဲ့တော့တတိထားမယ်ဒီဘက်တာကာလဖြစ်တယ်မဟုတ်ရင်ကွဲရပြဲတာအထိဖြစ်သွားနိုင်တယ်ဆိုတဲ့နမိတ်ကလေးကိုမြင်ရတယ်ပေါ့နော်အဲ့တော့တောက်ကြသားသမီးများအနေနဲ့တတိထားမယ်ဒီဘက်တာကာလပါအိမ်တော်ကြီးမှာအဲ့တော့တောက်ကြသားသမီးများအိမ်တော်ကြီးပုံမကောင်းမွန်လာဖို့အတွက်ကျွန်တော်ကတော့ရေတရားအနေနဲ့မြေတာတုပ်ကိုမိမိနိုင်တဲ့လောက်အဋိဌာန်လေးနဲ့တစ်ပတ်လုံးကိုဝင်စီခြင်းပါတယ်ခင်ဗျာအဲ့တော့ကိုနိုင်တဲ့လောက်အဋိဌာန်တစ်ခုခုကိုအဋိဌာန်တစ်ခုခုဆိုတာမြေတာတုပ်ကိုပေါ့နော်အခောက်ရည်ဘလောက်ဆိုပြီးတတ်မှတ်ပြီးတော့အဋိဌာန်ဝင်စီခြင်းပါတယ်အဲ့ဒါလို့ဆိုလို့ရှိရင်တော့အိမ်တော်ကြီးကံလေးကညံ့တာကိုအနေငယ်တက်တာစီမှာဖြစ်ပါတယ်ပြီးတော့ကျမ်းမာရေးပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ယောဂဟောင်းဝေဒနာဟောင်းအနာဟောင်းရှိရဆိုလို့ရှိရင်မကြခင်မှာတက်တာပျောက်ကင်းသွားမယ်ဆိုတဲ့နမိတ်ကိုမြင်ရတယ်ပြီးတော့ဒီဘက်တာကာလမှာအနေငယ်တတိထားမှာအပူရှက်တတ်တယ်အေးမိတတ်တယ်ရေနဲ့ပတ်သက်ပြီးတတိထားလေနဲ့ပတ်သက်ပြီးတတိထားနေနဲ့ပတ်သက်ပြီးတတိထားအဲ့ဒါပဲဒါပေမဲ့ဖြစ်ရင်လည်းခဏတစ်ဖြုတ်ပဲဖြစ်မယ်ကြာကြီးမဖြစ်ဘူးဒီဘက်တာကာလမှာခဏဖြစ်ပြီးနာစီချောင်းဆုံးလောက်ဖြစ်ပြီးတက်တာပြောင်းကင်းသွားမယ်ဆိုတာကိုမြင်ရတယ်ပေါ့နော်အဲ့တော့ကျမ်းမာရေးညံ့နေတဲ့တောက်ကြသားသမီးတွေရှိတယ်ဆိုလို့ရှိရင်လည်းမိမိရဲ့ကျမ်းမာရေးပုံမကောင်းမွန်လာဖို့အတွက်တောက်ကြနေသို့မဟုတ်အစဉ်ပြေတဲ့နေ့တစ်နေ့မှာအုံးသီးတစ်လုံးကိုရေမျောပြီးတော့ကျမ်းမာရေးကောင်းလာဖို့အတွက်ဆုတောင်းပေးပါခင်ဗျာတောက်ကြသားသမီးများအားလုံးကျမ်းမာချမ်းသာကြပါစေခင်ဗျာကျွန်တော်အကောင့်လေးကအခုမှအသစ်ဖြစ်တဲ့ကြောင့်မို့လို့ကျွန်တော်အကောင့်လေးကို follow လေးလုပ် like လေးပြီးအသေးလေးပြီး comment လေးရေးပြီး share သွားကြပါဦးခင်ဗျာသိကျင်တာရှိလို့ရှိရင်လည်းကျွန်တော်ရဲ့ comment box လေးမှာရေးပြီးတော့မေးသွားကြပါကျေးဇူးတင်ပါတယ်